မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့စောက်လုပ်ရေးနဲ့ပြီးသူကနယ်ပယ်မှာလုပ်ငန်းဝင်နေကြသူအားလုံးအတွက်ကိုဆွဲလိုက်တဲ့ဒီဇိုင်းကိုပို့ပြီးတော့ရုပ်လုံးကြွလာအောင်ပို့ပြီးတော့ attraction ရှိလာအောင်လုပ်တဲ့နေရာမှာအရန်အသုံးတဲ့ Leonardo AI နဲ့မိတ်ဆက်ပေးခြင်းပါတယ်တလက်စာတဲ့ကျွန်တော် Leonardo AI နဲ့ပုံထုတ်တဲ့နည်းကိုပါပြောပြပေးသွားပါမယ်ဒီ AI ကိုသုံးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ပထမဦးဆုံး address bar မှာ Leonardo.ai ဆိုပြီးတော့ရိုက်ထည့်ပေးရပါမယ်။သူ့ website ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ email ကိုပေးပြီးတော့ဒီ AI ကိုသုံးလို့ရဖို့အတွက် request အရင်ဆုံးလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ email ကိုရိုက်ထည့်ပြီးတော့ကောက်မီ in ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။ကျွန်တော်တို့ Discord account ဖွင့်ဖို့အတွက် address bar မှာ discord.com ဆိုပြီးတော့ရိုက်ထည့်လိုက်ပါမယ်။ပြီးရင်တော့ညာဘက်အပေါ်တောင်းမှာရှိတဲ့ login ဆိုတာလေးကိုနှိပ်ပြီးတော့ account အသစ်ဖွင့်ဖို့အတွက်ကိုလုပ်ရမှာဖြစ်ပါတယ်။ဒါဆိုရင်သူ login page ကိုရောက်သွားပါပြီကျွန်တော်တို့မှာ account မရှိသေးတဲ့အတွက်ကြောင့်မလို့အောက်ဆုံးမှာရှိတဲ့ register ကိုနှိပ်ပြီးတော့ account အသစ်ဖွင့်နိုင်ပါပြီဒီမှာကျွန်တော်တို့ရဲ့ email username နဲ့ password တွေကိုရိုက်ထည့်ပေးရပါမယ်မွေးနေ့ကိုတော့ကျွန်တော်တို့ session နှစ်ကျော်တဲ့မွေးနေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ continue ကိုဆက်နှိပ်လိုက်ပါမယ်ဒီလိုမေးလာပြီဆိုရင်တော့ I am a human ဆိုတဲ့ဘေးက chat box လေးကို click ချက်နှိပ်လိုက်ပါပြီးရင်တော့သူမေးထားတဲ့မေးခွန်းလေးအတိုင်း planet ပါတဲ့ပုံလေးတွေကိုရွေးပြီးတော့ verify ကိုနှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ရဲ့ပထမအဦးဆုံး Discord server ကို create လုပ်ဖို့အတွက် create my own ဆိုတာလေးကိုရွေးလိုက်ပါမယ်ပြီးရင် for me and my friend ကိုထပ်ရွေးလိုက်ပါမယ်ဒီမှာတော့ကျွန်တော်တို့ server name ပေးပြီးတော့ create ကိုနှိပ်လိုက်ပါမယ်ဒါလေးကိုတော့ကျွန်တော် skip လုပ်ပေးလိုက်ပါမယ်ပြီးရင် take me to my server ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ Discord server တစ်ခု create လုပ်လို့ပြီးပါပြီဒါကြောင့်မလို့ Leonardo AI ရဲ့ website ကိုပြန်သွားပြီးတော့ join Discord ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် accept invite ကိုထပ်နှိပ်လိုက်ပါမယ် continue to Discord ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့သူနဲ့ဆက်သွယ်နိုင်မဲ့ language တစ်ခုကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော် English ကိုရွေးပြီးတော့ next ကိုနှိပ်လိုက်ပါမယ်ဒီထဲမှာတော့ကျွန်တော်တို့ပြောနိုင်တာတစ်ခုမှမပါတဲ့အတွက် skip လုပ်လိုက်ပါမယ်ပြီးရင် create art ကိုရွေးပြီးတော့ next ကိုနှိပ်လိုက်ပါမယ်ဒီမှာပြထားတဲ့ chat box နှစ်ခုလုံးကိုကျွန်တော်တို့ကအမှန်ချစ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ next ကိုပဲထပ်နှိပ်လိုက်ပါမယ်ဒီရလေးရဲ့အောက်ဆုံးကိုဆွဲချပြီးတော့ finish ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ Leonardo AI ရဲ့ Discord server တွေကိုရောက်သွားပြီဖြစ်ပါတယ်ဒီအောက်ဆုံးမှာသူက you must complete a few more steps ဆိုပြီးတော့ပြနေပါတယ်ဒါကြောင့်မလို့ကျန်တဲ့ step တွေကိုဆက်လုပ်ဖို့အတွက် complete ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့က Discord account ဖွင့်တော့က email ကို verify မလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ verify email ဆိုပြီးတော့ပြနေပါတယ်ဒါကြောင့်မလို့ verify ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကကျွန်တော်တို့စီကို email ပို့လိုက်ပြီလို့ပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ email ကိုတွားပြီးတော့စစ်ကြည့်ရပါမယ်ကျွန်တော်တို့ email ထဲမှာ Discord က mail ကိုတွေ့ပါပြီကျွန်တော်ဖွင့်ပြီးတော့ verify email ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီလိုပေါ်လာပြီဆိုရင်တော့ email verify လုပ်တာပြီးပါပြီဒါကြောင့်မလို့ကျွန်တော်တို့စောစောနေရာလေးကိုပြန်သွားပြီးတော့အောက်ကိုနည်းနည်းလေးဆွဲချလိုက်ပါမယ်အောက်ဆုံးမှာကျွန်တော်တို့က I have read ဆိုတာလေးကို on ခဲ့ပြီးတော့ submit ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ Leonardo AI ရဲ့ Discord ထဲကို join ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့က form တစ်ခုဖြည့်ပေးဖို့လိုပါတယ်ဒါကြောင့်မလို့ဘယ်ဘက်ချမ်းမှာရှိတဲ့ server guide ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင်အောက်ကိုနည်းနည်းလေးဆွဲချလိုက်မယ်ဆိုရင် register through the priority access form ဆိုတာလေးကိုတွေ့ရပါမယ်အဲ့ဒါလေးကိုရွေးပေးလိုက်ပါပြီးရင်တော့ဒီမှာကျွန်တော်တို့ form link ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ form link ပေါ်မှာတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာ form လေးထွက်လာပါပြီဒီ form လေးကိုဖြည့်ပြီးတော့ကျွန်တော်တို့က Leonardo AI ကိုအမြန်ဆုံးသုံးလို့ရဖို့အတွက် submit လုပ်ထားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ရဲ့ email ကို copy paste လုပ်လိုက်ပါမယ်ပြီးရင် Discord ကို join ပြီးပြီလားဆိုရင် yes ကိုနှိပ်လိုက်ပါမယ်ပြီးရင် Discord ရဲ့ username ကို copy ကူးဖို့အတွက် Discord ကိုပြန်သွားပြီးတော့ကျွန်တော်တို့ဘယ်ဘက်အောက်ဆုံးမှာရှိတဲ့ username လေးပေါ်မှာ click ချက်နှိပ်လိုက်ပါဒီလိုထွက်လာပြီဆိုရင်တော့ username ပေါ်မှာ click နှိပ်ပြီးတော့ copy ကူးလို့ရပါပြီပြီးရင်တော့ Discord username နေရာမှာ paste ချလိုက်ပါမယ်အောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ first name ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ submit ကိုနှိပ်ထားလိုက်ပါဒီလိုမျိုး priority whitelist ထဲမှာပါသွားပြီဆိုရင်တော့ Leonardo AI ကနိုင်ပိုင်းအတွင်းမှာ email ပြန်ပို့ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့တနားရီလောက်ပဲစောင့်လိုက်ရပြီးတော့ Leonardo AI ရဲ့ email ကိုရလာပါပြီကျွန်တော်အဲ့ဒါလေးကိုဖွင့်ကြည့်လိုက်ပါမယ်ဒီအောက်ဘက်ကိုဆွဲချလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့က app.leonardo.ai ဆိုတဲ့ link လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီပုံမှာ click နှိပ်ပြီးတော့ကျွန်တော်တို့ sign up သွားလုပ်ပေးရမှာဖြစ်ပါတယ်
ဒီမှာကျွန်တော်တို့ရဲ့ user name ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ် user name ကတော့4 to 15 character ဒါမှမဟုတ်ရင် letter တွေ number တွေ underscore တွေပါလို့ရပါတယ်တခြားဟာတော့ပေးလို့မရပါဘူးမိတ်ဆွေတို့စိတ်ကြ user name ပေးပြီးပြီဆိုရင်တော့အောက်မှာမိတ်ဆွေတို့ဘာစိတ်ဝင်စားလဲဆိုတာကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ I confirm over 18ဆိုတာလေးကိုရွေးပေးပြီးတော့ next ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာ consumer ကိုရွေးပြီးတော့ start using Leonardo ကိုနှိပ်ပြီးတော့ Leonardo ကိုစသုံးကြည့်ပါမယ်သူ့ website ရဲ့အပေါ်ဆုံးမှာတော့ feature model တွေကိုပြပေးထားပါတယ်ဒီ model တစ်ခုနဲ့တစ်ခုကတော့ AI ကို train လုပ်ထားတဲ့ပုံစံတွေမတူတဲ့အတွက် generate လုပ်လိုက်တဲ့ပုံတွေကလည်းကွဲပြားနေမှာဖြစ်ပါတယ်အပေါ်မှာသူကနမူနာပုံလေးတွေလည်းပြပေးထားပါတယ်ဒီပုံလေးတွေကိုကြည့်ပြီးတော့လည်းမိတ်ဆွေတို့စိတ်ကြရွေးပြီးတော့ပုံတွေကို generate လုပ်လို့ရပါတယ်ဒီအောက်ဘက်မှာတော့သူများတွေထုတ်ခဲ့တဲ့ပုံတွေကိုပြပေးထားပါတယ်ဒီပုံတွေပေါ်မှာကျွန်တော်တို့က click နှိပ်ပြီးတော့ဒီပုံထွက်လာဖို့အတွက်သူသုံးခဲ့တဲ့ prompt ကိုတွားပြီးတော့ကြည့်နိုင်ပါတယ်နောက်ပြီးတော့အောက်ဘက်မှာလည်းဒီပုံအတွက် detail setting တွေကိုကြည့်နိုင်ပြီးတော့အောက်ဆုံးမှာဆိုရင်သူ့ရဲ့ feature model ဘာကိုသုံးထားလဲဆိုတာကိုပြပေးထားပါတယ်ကျွန်တော်ဒီ Indiana Jones ပုံလေးပေါ်မှာနှိပ်ပြီးတော့ဒီလိုပုံနဲ့တူတဲ့ပုံမျိုးကိုစမ်းပြီးတော့ generate လုပ်ကြည့်ပါမယ်ဒါကြောင့်မလို့ကျွန်တော်ဒီ prompt ကို copy ကူးလိုက်ပါမယ်ပြီးရင်အောက်မှာသူဘာ model ကိုသုံးထားလဲဆိုတာကြည့်ပါမယ်ဒီမှာတော့သူက Dream Shaper version 6ကိုသုံးထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပုံလေးကိုပိတ်လိုက်ပါမယ်ပိတ်ပြီးတော့ဘယ်ဘက်ချမ်းမှာရှိတဲ့ AI image generation ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီဟာလေးတွေကိုတော့ next နဲ့ skip လုပ်လိုက်ပါမယ်ပြီးရင်တော့ try a prompt ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ copy ကူးလာတဲ့ prompt ကို paste ချလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ prompt ထဲမှာ Harrison Ford ရဲ့နေရာမှာ Tom Cruise လို့ပြောင်းထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ feature model ရွေးပေးရမှာဖြစ်ပါတယ်ဒီအောက်ထဲမှာတော့ Dream Shaper version 6ကိုမတွေ့ရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ select custom model ဆိုတာလေးကိုရွေးလိုက်ပါမယ်ပြီးရင်3ခုမြောက်က platform model ဆိုတာလေးကိုထပ်ရွေးပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီမှာ Dream Shaper version 6ထွက်လာပါပြီအဲ့ဒါလေးပေါ်မှာ click တစ်ချက်နှိပ်လိုက်ပါမယ်ပြီးရင် generate with this model ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ Dream Shaper version 6ကိုရွေးပြီးသွားပြီဖြစ်ပါတယ်ဒီဘက်မှာ add negative prompt ကိုရွေးပြီးတော့မိတ်ဆွေတို့စိတ်ကြိုက် negative prompt တွေထည့်ခြင်းလည်းထည့်ပေးလို့ရပါတယ် negative prompt ကတော့ AI ကထုတ်ပေးလိုက်တဲ့ပုံတွေထဲမှာ error တွေမပါလာစေဖို့အတွက်သုံးပေးရတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော် negative တော့မထည့်ဘဲနဲ့ generate လုပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့စောစောကပုံအတိုင်းကို Harrison Ford ရဲ့နေရာမှာ Tom Cruise ကိုအစားထိုးပြီးတော့ပုံလေးပုံထုတ်ပေးလိုက်ပါပြီကျွန်တော်တို့ဒီမှာစောစောကပုံရဲ့ size တိုင်းလိုချင်တယ်ဆိုရင်တော့ဘယ်ဘက်ချမ်းမှာ detail setting လေးတွေတွားပြီးတော့ချိန်ပေးလို့ရပါတယ်စောစောကပုံလိုမျိုးပုံရှည်ရှည်လေးတွေလိုချင်တယ်ဆိုရင်တော့ 512:1024 ကိုရွေးပေးလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ generate ကိုထပ်နှိပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အတိုင်းပုံအရှည်လေးတွေ၄ပုံထပ်ထုတ်ပေးလိုက်ပါပြီဆက်ပြီးတော့ကျွန်တော်တို့က architect design တွေကိုပို့ပြီးတော့ဆွဲဆောင်မှုကောင်းအောင်လုပ်တဲ့နည်းကိုပြောပြပေးပါမယ်ဒီမှာကျွန်တော်တို့ရဲ့ design ကို upload လုပ်ဖို့အတွက် image to image ဆိုတာလေးကိုရွေးပြီးတော့အောက်ဘက်က upload ဆိုတာလေးကိုရွေးပြီးတော့ upload လုပ်နိုင်ပါတယ်ပြီးရင်တော့ဘယ်ဘက်ချမ်းက control net ဆိုတာလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဖွင့်ပြီးတော့အောက်ဘက်က depth to image ကိုရွေးပေးရမှာဖြစ်ပါတယ်နောက် control net weight မှာတော့ကျွန်တော်တို့က 0.7 လောက်ထိအနည်းဆုံးထားပေးမှာကျွန်တော်တို့ပုံနဲ့တူတဲ့ပုံလေးတွေကိုထွက်လာမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့ 0.9 ထိကိုထားလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ရဲ့ design ကိုပို့ပြီးတော့ attraction ရှိလာစေဖို့အတွက် prompt လေးတွေကို ChatGPT ရဲ့အကူအညီကိုယူပြီးတော့ကျွန်တော်ရေးထားတာရှိပါတယ်ဒီ prompt လေးတွေကိုလည်းကျွန်တော် video ရဲ့ description မှာထည့်ပေးထားပါမယ်ကျွန်တော်ဒီထဲက prompt တစ်ခုကို copy ကူးပြီးတော့ paste ချကြည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ model ကိုရွေးတဲ့အခါမှာဒီလို design တွေကိုပို့ပြီးတော့ attraction ရှိလာစေဖို့အတွက်ပြင်တဲ့နေရာမှာအကောင်းဆုံးကတော့ Dream Shaper version 5ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ version 6ရဲ့နေရာမှာ version 5ကိုပြန်ရွေးပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တခြား setting တွေမချိန်တော့ဘဲနဲ့ generate ကိုပဲနှိပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ design တွေကပိုလှသွားပြီးတော့ပို့ပြီးတော့ attraction ရှိလာပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီ interior design ပုံလေးကိုဖြတ်ပြီးတော့တခြားပုံလေးတစ်ပုံကိုရွေးကြည့်လိုက်ပါမယ်ပြီးရင်တော့စောစောအလိုပဲ prompt လေးတစ်ခုကို copy ကူးပြီးတော့ paste ချလိုက်ပါမယ်ပြီးရင် generate ကိုနှိပ်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ design ကို AI ကပို့ပြီးတော့ထူးခြားကောင်းမွန်သွားအောင်ပြုပြင်ပေးလိုက်ပြီဆိုတာမိတ်ဆွေတို့တွေ့ရမှာပါ
အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လည်းဒီလို AI နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့တင်ပေးသွားပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်